အခြေအနေနှစ်နှစ်ပတ်လွန်ဆွဲနေတဲ့နိုင်ငံနဲ့မင်းကိုယ့်လက်ကိုဆွဲထားတယ်ဆိုတဲ့အသည့်နဲ့နေထိုင်ရတယ်ကမပြတ်နိုင်သေးတဲ့အခြေအနေမှာတချို့ကစစ်လက်နဲ့တုတ်ရမ်းနေကြတာမို့မင်းကအစားအစာအသွားလာကစားပိုကယူဆိုင်ပါပတ်ဝန်းကျင်အကြောင်းထပ်ပြီးပြောင်းပြိုးစရာမရှိကိုတို့ဘက်မှာတချို့ကမတ်စကလီယက်နဲ့အစာရှာတိတ်နေတော့တချို့ကလည်းမတ်စတက်လီယက်နဲ့အာနာအတွက်ထွက်နေတော့ကုံပြောရရင်ကွယ်မတ်စတက်ပါလက်စည်းပါချစ်သူနှကန်းညီကနေလက်သေးညီအထိတခုခုပွန်ပဲ့ခဲ့ပါကဘယ်သူနေနေတော်လန်ဖို့အသင်စစ်မင်းကြီး